မင်္ဂလာပါခင်ဗျတနခါလေးနဲ့မောင်နှကားလေးကပြန်လဲကြိုဆိုလိုက်ပါတယ်ကဲကျွန်တော်အခုဒီဗီဒီယိုဖိုင်လေးကငေါ်လေးတွေပေါ့နော်ဒါ17ရက်နေ့တနင်္လာနေ့အဖွင့်ပွဲတနေကုန်စားဒါဟာကျွန်တော်ရဲ့တလုံးနဲ့တော့လုံးဝိုင်ပတ်သီးနဲ့ဒါတကွက်ကောင်းမင်းရောကွက်ကိုအလကားလာရောက်မျှဝေပေးမှာဖြစ်ပါတယ်ဒီဗီဒီယိုပိုင်းမှာလည်းပေါ့နော်ပေးတိုင်းထွက်တိုင်းပေါက်ဒိုင်တိုင်းကြောက်တဲ့ကျွန်တော်ရဲ့တပတ်စာကတ်ကလေးလည်းကျွန်တော်ပြောပေးသွားမှာဖြစ်ပါတယ်ကဲမနေ့ဖန်မှာဒါအနေခက်နေတဲ့သူတွေအတွက်ပေါ့နော်ကျွန်တော်ရဲ့ဒါအဖြေတစ်ခွက်လဲပါမယ်နော်ကဲဟုတ်ပြီဗျာနော်ဘယ်ဆိုတော့ကျွန်တော်ဒီဗီဒီယိုဖိုင်လေးကိုတွေ့ပြီဆိုတာနဲ့ကျွန်တော်ကိုဒါချစ်တဲ့ခင်နေဆိုရင်နံပါတ်1ချက်ကြိုက်နေတဲ့သူတွေကဒီဗီဒီယိုဖိုင်ကိုလက်မလေးတွေထောင်ခဲ့ပါ comment ရေးနိုင်တဲ့သူတွေကျွန်တော်နှုတ်ကပြောတာလေးကို comment မှန်းခဲ့ပါနံပါတ်3အချက်နဲ့ကျွန်တော်ဗီဒီယိုအသစ်တွေဒီနေ့တွေ့ပြီးတော့ကျွန်တော်ဒီဗီဒီယိုဖိုင်ကို like and follow လေးနဲ့ကူညီခဲ့ပါTelegram ကိုမတူးနဲ့သူတွေရှိခဲ့ရင်ဒီပေါ်က Telegram link လေးကိုထောက်ပြီးတော့ကျွန်တော်ရဲ့အနီးကပ်တစ်ခွက်ကောင်းနေတပတ်စာကတ်ဒီပေါ့နော်ဒါမွေးကနန်းလေးတွေကိုအလကားသွားရောက်ကြည့်ရှုလို့ရပါပြီဗျာနော်ကဲမနေ့ဖက်မှာဒါအနေခက်နေတဲ့သူတွေအတွက်အဖြစ်တော့ဟိုကျွန်တော်ပြောပြပေးသွားမယ်ပြီးကြရင်ကျွန်တော်ရဲ့ပေါ့နော်ဒါဒီအမုန်းကျိတ်မယ်ကျွန်တော်ရဲ့တလုံးနဲ့တော့လုံးမိုင်ပတ်တီးဦးလေးပြောမယ်ဗျာနော်ဒါကြောင့်မလို့ဒီဗီဒီယိုဖိုင်လေးကိုဒါအဆုံးအတိုင်အောင်ကြည့်ပြီးတဲ့အခါမှာမိတ်ဆွေတို့အတွက်အကျိုးတစုံတရာရရှိခဲ့တဲ့ဆိုရင်ဒါအများမြင်များပေါ့အောင်ရှယ်သွားပေါ့ဗျာနော်ကဲတလုံးမိုင်ပတ်တီးကိုဒါအမုန်းကင်ပြီးတော့စော့ကျင်နေတဲ့သူတွေအတွက်ကျွန်တော်ရဲ့လုံးမိုင်ပတ်တီးလေးကတော့ကျွန်တော်တို့နှစ်ပိုင်းနှစ်ပတ်တီးလေးဖြစ်ပါတယ်ဗျာနော်ကဲမက်ဖန်မှာကျွန်တော်နှစ်ပိုင်းနှစ်ပတ်တီးပါဗျာနော်ဒီဈေးသုံးကျွယ်ဖို့ပေါ့နော်ဒါကျွန်တော်ပြောမယ်ထပ်ပြီးတော့ဈေးသုံးကျွယ်ဖို့ကျွန်တော်ရဲ့တလုံးနဲ့တော့လုံးပိုင်းပတ်တီးလေးကတော့ဒါနှစ်ပိုင်းနှစ်ပတ်တီးနော်ကဲနှစ်နဲ့ပတ်တီး25တီတစ်ခွက်ကောင်းဖြစ်ပါတယ်ဗျာနော်ဒါ25တီတစ်ခွက်ကောင်းမှာနှစ်နဲ့ပတ်တီးရင်ဒါ25တီတစ်ခွက်ကောင်းမှာ20ရဲ့နှစ်ခွန်ရတော့ဒါ main org ကလေးဖြစ်ပါတယ်နှစ်ဘူးတစ်ခွက်ပါထည့်ရန်ထားပါအောင်ဗျာနော်ဒါ main org ပါကဲဒီအရန်လုံးပိုင်းပတ်တီးတော့ကျွန်တော်တို့ခွန်ပတ်တီးဖြစ်ပါတယ်ဒီပေါ့နော်ဝမ်းချင်းရတော့ကျွန်တော်တို့နှစ်ခွန်ဝမ်းချင်းပေါ့နော်ခွန်နဲ့ပတ်သက်ရင် main org ကလေးတွေပြောမယ်80ရဲ့85ရဲ့80ရဲ့85ရဲ့ခွန်ဘူးရဲ့ဒီနန်း3ခွက်တီက main org မနေ့ဖန်မှာတစ်လုံးနဲ့တော့ဒါတကွက်ကောင်းအထူးရှယ်ပေါ့နော်နေကုန်းစားတကွက်ကောင်းရွေးချယ်ပေးမယ်အဲ့ဒါကတော့305ဗျာနော်ဒါလေးကတော့ကျွန်တော်ရဲ့ဒါနေကုန်းစားတစ်လုံးနဲ့တော့ဒါလုံးမိုင်ပတ်တီးနဲ့ဒါအရန်ပတ်တီးလေးကိုကျွန်တော်ပြောပြသွားတာဖြစ်ပါတယ်ဝမ်းချင်းကတော့ကျွန်တော်တို့နှစ်ခွန်ပါမိတ်ဆွေတို့တက်တာဒါဈေးသုံးကျွယ်ဖို့ကျွန်တော်တစ်လုံးနဲ့တော့လုံးမိုင်ပတ်တီးကိုဒါရွေးထုတ်ပေးရမယ်ဆိုရင်တော့ပေါ့ဒါနှစ်ပိုင်းနှစ်ပတ်တီးကဒါတစ်လုံးနဲ့တော့လုံးမိုင်ပတ်တီးဖြစ်ပါတယ်နော်ကဲနှစ်နဲ့ဆိုရင်တစ်ခွက်ကောင်းက25ဖြစ်ပါတယ်ဒါခွန်နဲ့ပတ်သက်ရင်ဒါ80ကတော့တစ်ခွက်ကောင်းဖြစ်ပါတယ်နော်ကဲခဏအားလုံးကိုကျွန်တော်ချုပ်ပြောပါမယ်လက်ဖန်တော့တစ်လုံးနဲ့တော့ကျွန်တော်လုံးမိုင်ပတ်တီးကတော့ဒါနှစ်ပိုင်းနှစ်ပတ်တီးပါဗျအရင်လုံးမိုင်ပတ်တီးကခွန်ပိုင်းခွန်ပတ်တီးပါဒီပေါ်နှစ်နဲ့ပတ်သက်ရင်25တီတစ်ခွက်ကောင်း20ရဲ့နှစ်ခွန်ရဲ့နှစ်ဘူးရဲ့ main org ပါခွန်နဲ့ပတ်သက်ရင်ဒီပေါ်တော့80ကတော့ထူးရှယ်ပါ82ရဲ့85ရဲ့ဒါ3ညာ5တော့ဒါတနေကုန်စားကျွန်တော်ကြိုက်တဲ့ဒါမွေးကနန်းလေးဖြစ်ပါတယ်နော်ကဲအားလုံးပဲဒီဗီဒီယိုဖိုင်လေးကိုတော့ဒီမှာပဲအဆုံးသတ်မယ်ဒီဒုတိယပိုင်းမှာကျွန်တော်ပြောမိမှာကဘာလဲဆိုတော့ကျွန်တော်ဒါတပတ်စာကတ်ကလေးပြောပြမယ်တပတ်စာကတ်ကထိပ်စီး3လုံးအခွေမှာဆိုရင်ပေါ့နော်ဒါ6ခွန်8ဆိုတဲ့အပူပါထိပ်စီး3လုံးအခွေလေးဖြစ်ပါတယ်4လုံးအခွေမှာတော့2ခွန်305ဆိုတဲ့အပူပါ4လုံးအခွေလေးဖြစ်ပါတယ်ကဲပေါက်ဖရိတ်မှာကျွန်တော်16ပရိဖြစ်ပါတယ်မွေးကနန်းလေး6ခွက်ကတော့1 2 1 3 1 4 2 3 2 4 3 4ဆိုတဲ့မွေးကနန်းလေး6ခွက်ဖြစ်ပါတယ်တကွက်ကောင်းမွေးကနန်းမျှော်နေတဲ့သူတွေအတွက်83ဒီတကွက်ကောင်းမွေးကနန်းဖြစ်ပါတယ်ကျွန်တော်ရှိမှာပေါ့နော်ဒီ17ရက်နေ့နဲ့17ရက်15ရက်နေ့ထိတစ်ပတ်လုံးသာကျွန်တော်ရှိမှာအဖွဲ့ဝင်နေတဲ့သူတွေအတွက်ကြတော့ကျွန်တော်အဖွဲ့ဝင်ကန်ဆက်ကြီး2000ကျပ်သတ်မှတ်ထားပါတယ်ဒီပေါ့နော်ဒီကျွန်တော်ရှိမှာအဖွဲ့ဝင်ပြီးတော့အများများရှာမဲ့သူတွေအတွက်ဒါလာရောက်ဆက်သွယ်လို့ရပါပြီပေါ့နော်ဒါလေးပြောချင်ပါတယ်ဒီမှာတူရလဲပေါ့နော်ဒါလက်ကြီးသမားဖြစ်စီလက်သေးသမားဖြစ်စီပေါ့နော်လက်ရှိလာရောက်ဆက်သွယ်လို့ရပါတယ်ခုနောက်ပိုင်းမှာတော့ဒီလောင်းစားတွေကပေါ့နော်လက်ကြီးသမားလဲရှော့ကစားလက်သေးသမားလဲဖြတ်နိုင်အောင်ကြိုးစားဆိုတဲ့ဒီစောင့်ဖို့ကလေးကိုတော့ကိုင်းရတော့မှာဗျာနော်ခဏနေပောက်ကရကြုံရည်ထွက်နေတာဖြစ်တဲ့အတွက်ကြောင့်เนาะအားလုံးကိုဒီနေရာနေတတိပေးပါတယ်ကျွန်တော်ရှိမှာဒါ member ဝင်နေတဲ့သူတွေလည်းကုညလာရောက်ဆက်သွယ်ပါငွေလဲရတဲ့အခါမှာအတုပတွေယူရနေတာရှိတဲ့အတွက်ကြောင့်အတုပတွေကိုပေါ့နော်ဝိစုလို့ဒါမယူရမိအောင်ဖုန်းနံပါတ်ကလေးကိုတခြားမှတ်ထားပါဖုန်းနံပါတ်ကလေးက399439 239 213ဆိုတဲ့ဖုန်းနံပါတ်ကလေးပါ KB WP အကောင့်ဖွင့်ထားပါတယ်အကောင့်နာမည်ကတော့ဒေါ်ထင်းမြင့်ဖြစ်ပါတယ်ငွေလဲရတဲ့အခါပို့ပြီးတော့တိကျစဉ်ကျွန်တော်ဖုန်းထိုက်
ခေါ်ဆိုပါဗျာနော်Viber ဖုန်းနံပါတ်39930939မှာလက်ဆက်သွယ်ပြီးတော့ကျွန်တော်ရှိမှာ member ဝင်လို့ရတယ်လို့ကျွန်တော် Pay Messenger မှာလည်း video call ခေါ်ရဖြစ်စီအတန်မေးရဖြစ်စီ line ပြီးတော့ကျွန်တော်member ဝင်လို့ရပါတယ်နော်အားလုံးပဲ Telegram သုံးတဲ့သူရှင်ဒီပွား Telegram link လေးကိုထောက်ပြီး Telegram channel လေးကို join ထားပါအနိကတစ်ခွက်ကောင်းနှစ်ခွက်ကောင်းအစားတင်ပေးတော့မှာဖြစ်ပါတယ်ကဲမိတ်ဆွေတို့လည်းပေါ့နော်ဒီပေါ့နော်ဒီဇေတုတပ်ပမင်္ဂလာနှစ်ထပ်ကွမ်းနေနဲ့ဒါအနေခက်အောင်ကြီးပွားတိုးတက်တဲ့လူတွေဖြစ်ကြပါစေလို့ကျွန်တော်ဆုတောင်းပေးရင်ကျွန်တော်တို့ဒါမနေ့ကမင်္ဂလာရှိတဲ့နေ့လေးမှာပြန်ဆုံမယ်အားလုံးကိုချစ်ပါတယ်ဗျဖိုင်ပါ